ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကရာဇကြုံမြို့မှာအင်မတန်ဆင်းရဲတဲ့လူတစ်ယောက်ရှိဆွေမရှိဘူးမျိုးမရှိဘူးမိဘမရှိဘူးသားသမီးမရှိဘူးမိသားစုမရှိဘူးပစ္စည်းဥစ္စာဘာမှမရှိဘူးခန္ဓာကိုယ်ကလည်းပဲနူနာယောဂါတစ်ကိုယ်လုံးဆွဲကပ်နေတယ်အဲ့ဒါသူဘယ်မှာနေရတော့ဆိုတော့သူများရဲ့အိမ်ဇက်ကလေးမှာသူများရဲ့ဒီအုတ်နံရံလေးမှာမှီးပြီးတော့နေရတယ်ညတိုင်ရောက်လို့ရှိရင်ဆေးလည်းမကုနိုင်တဲ့အတွက်ကြောင့်သူ့ရဲ့နူနာတွေယောဂါတွေကထကြွလာတော့အမြဲတမ်းအော်ဟစ်ညည်းညူနေရတယ်ဒါကြောင့်ညတိုင်မှာသူနဲ့နီးတဲ့အိမ်တွေဟာအိတ်ကောင်းခြင်းမအိပ်ရဘူးသူများကိုနိုးကြားစေလို့သူ့ရဲ့နာမည်ကိုတုပ္ပဗုဒ္ဓလို့နာမည်ပေးတယ်အဲ့ဒါအမေကမှဲ့ပေးတဲ့နာမည်မဟုတ်ဘူးအရက်ကဝိုင်းပြီးတော့ပေးတဲ့နာမည်တုပ္ပဗုဒ္ဓကမြတ်စွာဘုရားရဲ့တိဋ္ဌထမင်းသားရဲ့ရောက်ခမကလည်းဗာလဲတုပ္ပဗုဒ္ဓနော်အဲ့ဒီတုပ္ပဗုဒ္ဓမဟုတ်ဘူးအဲ့ဒီတုပ္ပဗုဒ္ဓလူနုဟာလေတနေ့တော့မြို့ထဲကိုအစာအာဟာရတစ်ခုတလေရမြန်းရမလားဆိုပြီးတော့သွားလာလူစုလူဝေးပေးတဲ့ကြီးကိုမြင်တော့ဟိုနေရာကအစာဝေနေတာနဲ့တူတယ်ဆိုပြီးတော့သူသွားတာအဲ့ဒီမှာဖြစ်ချင်တော့မြတ်စွာဘုရားကတတ္တဝါတွေကိုတရားရည်အေးအမြိုက်ဆေးတိုက်ကျွေးနေတာအဲ့ဒီမှာသူပေးတဲ့အစွန်ကနေထိုင်ပြီးတော့မြတ်စွာဘုရားရဲ့တရားကိုနားစိုက်ပြီးတော့သူထောင်ကြည့်နော်အဲ့ဒီမှာသူဘာဖြစ်တုံးဆိုတော့တူတူပြောကြစို့ကိုယ့်ရဲ့အကြောင်းကိုကိုကောင်းကောင်းသိသွားတယ်ယခုနကလိုသစ္စာ၄ပါးကိုသူသိသွားတယ်တရားသံကိုကြားမယ်ပရတောဂောသယောနိသောမနတိကာရနှလုံးသွင်းလဲမှန်မယ်ဇာဆိုရင်တမ္မာဒိဋ္ဌိဖြစ်တယ်အဲ့ဒီတမ္မာဒိဋ္ဌိဒီကြီးထွားသွားလို့ရှိရင်အရိယာမေညာဘုံညာတိကိုရောက်သွားတယ်အဲ့ဒီအကြောင်းနှစ်ချက်နဲ့ညီတဲ့အတွက်ကြောင့်သုဘဗုဒ္ဓဘာဖြစ်သွားပြီလဲသောတာပန်ဖြစ်သွားတယ်သစ္စာလေးပါးသိပြီးတော့ငါဆိုတာမရှိဘူးဒုက္ခပဲရှိတယ်လို့သူသိသွားတယ်ခုတရားဓမ္မတို့ဦးဇင်းတို့တွေကငါရှိတယ်သူရှိတယ်လို့ပဲသိတယ်ဒုက္ခရှိတယ်လို့ကတစ်ခါတစ်ခါမှပဲသိတယ်ကိုယ်အလိုမကျတာတွေဖြစ်မှဒုက္ခလို့ထင်တာကိုဟုတ်လားတရားကြီးမိုင်းမြအဲ့ဒီမှာသုဘဗုဒ္ဓကသူမှဘာမှမရှိဘူးနော်ပစ္စည်းလည်းမရှိဘူးကျမ်းမာရေးလည်းမပြည့်စုံဘူးဆွေမရှိမျိုးမရှိဘာမှလူတွေတန်ဖိုးထားတာဘာမှမရှိဘူးနော်ဘာမှမရှိပေမဲ့လို့အတိကိုရတဲ့အခါကျတော့သူ့ရဲ့စိတ်ထဲမှာပီတိနဲ့ပြည့်နေတယ်တဲ့ဒါအံ့ဩစရာသိကောင်းဒါကြောင့်လူတယောက်ကိုဆင်းရဲတယ်ချမ်းသာတယ်ဆိုတာအပေါ်ယံကြည့်ပြီးတော့ဝေဖန်ဖို့သိခက်တယ်နော်တရားကြီးမိုက်များခုသုဘဗုဒ္ဓကိုအပေါ်ယံကြည့်နော်ဆွေမရှိမျိုးမရှိလူတွေကောင်းတယ်ထင်တာတခုမှမရှိသို့တော့သူ့ရဲ့စိတ်ထဲမှာတော့ဘာနဲ့ပြည့်နေတယ်လဲပီတိနဲ့ပြည့်နေတယ်တဲ့ဝမ်းသာနေတယ်ဝမ်းမြောက်နေတယ်ကြည်နူးနေတယ်ချမ်းသာနေတယ်အဲ့ဒီတော့သူဘာဖြစ်တော့ဒီချမ်းသာဘယ်သူကြောင့်ရတော့မြတ်စွာဘုရားကြောင့်ရတာအဲ့ဒါနဲ့မြတ်စွာဘုရားကိုကျေးဇူးတင်လွန်းလို့သူချမ်းသာနေပါပြီဘုရားအရှင်ဘုရားရဲ့ကျေးဇူးကြောင့်တပည့်တော်ချမ်းသာနေပါပြီဒါကိုပြောကျင်လွန်းလို့မြတ်